အခုလိုမျိုးရဒီမှာအဝိတ်တင်မြဲစမ်းချဖို့အတွက် group ဆိုင်ရာဝယ်ယူဖို့စဉ်းစားနေရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားလိုက်တော့နော်အခုပြထားတဲ့ group ဆိုင်ရာဆိုလို့ရှိရင်လိုအပ်တဲ့အချိန်မှာဒါလွယ်တကူတက်ဆင်သုံးနိုင်တာဖြစ်လို့နေရာအမြဲပေးစရာမလိုတဲ့ပြင်မီတာစားလဲတက်တာပါတယ်ရှင်အမခံအဖြစ်6လနေတစ်နှစ်အတွင်းပေးရတာဖြစ်ပြီးအထည်မျိုးစားပုံမူတီကအနည်းဆုံး10တည်းကနေပြီးတော့အထည်20အတွင်းအသုံးပြုနိုင်ပါတယ်ရှင်ကိုက group ဆိုင်ရာထားဖို့နေရာအများကြီးလည်းမပေးချင်ဘူးမိသားစုဝင်နေပြီးတော့ဝယ်များတဲ့အထည်တွေသုံးဖို့တိတ်မရှိဘူးဆိုလို့ရှိရင်တော့ဒီ group ဆိုင်ရာလေးကိုရွေးချယ်အသုံးပြုဖို့အကြံပြုချင်ပါတယ်ရှင်ဒီ group ဆိုင်ရာမျိုးစားမှာတော့အနည်းဆုံး7 kg ကနေပြီးတော့ 10 kg ထိအရွယ်အစားမျိုးရှိပါတယ်ရှင်အင်ကြီးမျိုးစားအစုံနေမကပဲစောင်းချင်တော်နဲ့အိမ်ရခင်စားတာတွေအတွက်ပါအသုံးပြုနိုင်ပြီးအထည်မျိုးစား live fashion ခလုတ်တွေလည်းပါဝင်လာကြောင်းအဆင်ပြေထုံးဝှက်စွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ကိုသက်ပေးတဲ့စနစ်လည်းပါဝင်လို့ဘက်တီးရီးယားရန်ကိုလည်းစိတ်ပူစရာမလိုတဲ့အပြင်ကြာချိန်အဖြစ်မိနစ်30မှာတစ်နာရီဝန်းကျင်သာကြာမြင့်မှာပဲဖြစ်ပါတယ်ရှင်အမခံအပြေအနည်းဆုံး9နှစ်ကနေ10နှစ်တွင်းပေးတာဖြစ်လို့ရေရှည်အသုံးပြုသူတွေနဲ့မိသားစုဝင်များတဲ့သူတွေအဝတ်ချဖို့အချိန်ကြာကြီးမဆောက်ချင်တဲ့ customer များအတွက်ရေရှည်အသုံးပြုတဲ့အမျိုးအစားလေးပဲဖြစ်ပါတယ်ရှင်အခုရှင်းပြပေးသွားတဲ့ close ဆိုင်ရာနှစ်မျိုးလုံးကိုလိုအပ်လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ program global ရောက်စင်တာတိုင်းမှာဝယ်ယူနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါလိုက်ပါတယ်ရှင်